အားလုံးပဲမင်္ဂလာပါရှင်ထက်ခါနေပြန်လေးကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကဒီ Google AI Studio ကိုအသုံးပြုပြီးတော့ application တစ်ခုကိုဘာကုတ်တင်မှရေးစရာမလိုဘဲနဲ့မိနစ်ပိုင်းအတွင်းမှာဖန်တီးပြသွားပေးမှာဖြစ်ပါတယ်ဒါအရင်အားဆိုလို့ရှိရင်ကျွန်တော်တို့ application တစ်ခုဖန်တီးဖို့ဆိုလို့ရှိရင်အချိန်တွေအများကြီးလိုတယ် skill တွေအများကြီးလိုတယ်ပေါ့နော် programming language တွေကျွန်တော်တို့လေ့လာရတယ် professional skills တွေလိုတယ်ဒါပေမဲ့အခုကတော့ကျွန်တော်တို့ဒီ prompt တွေရိုက်ထည့်ပေးရုံနဲ့ကိုဖြစ်ရှင်တဲ့ဒီကိုသုံးချင်တဲ့ application တစ်ခုပေါ့နော်ကိုယ်တိုင်ဖန်တီးနိုင်ပြီဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီ application တစ်ခုဖန်တီးဖို့ဘာတွေလိုလဲဘယ်လိုမျိုးလုပ်ရမလဲဆိုတာကတော့ကျွန်တော် tutorial လေးလုပ်ပေးထားပါတယ်ဆက်ကြည့်လိုက်အောင် Okay ဒါဆိုလို့ရှိရင်ကျွန်တော်ပထမဆုံးအနေနဲ့စသုံးမယ်ဆိုရှင်ကျွန်တော်ကွန်ပျူတာတွေက browser တစ်ခုခုနဲ့ဝင်ပြီးတော့ကျွန်တော် Google AI Studio ဆိုပြီးတော့ထည့်ရိုက်ပေးလိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီ Google AI Studio ရဲ့website ပေါ်လာပါမယ်ဒါတစ်ချက်နှိပ်ပြီးပေါ့နော်Okay ဒါဆိုလို့ရှိရင်ကျွန်တော် website အထဲကိုရောက်သွားပြီဆိုရှင်ပထမဆုံးမြင်ရမှာဒါလိုပုံစံမျိုးပေါ့နော်ဒါကသူ့ရဲ့ပထမဆုံးမြင်ရမယ် page ဖြစ်ပါတယ်ဒါဆိုရှင်ကျွန်တော်ကဘာလုပ်မလဲဆိုတော့ဒီ build ဆိုတဲ့အောက်မှာသူက new app ဆိုတဲ့ tab လေးရှိရပေါ့နော်ဒါလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဒီမှာကျတော့ဘာ tab လဲဆိုတော့ဒီ new app ဆိုတာကျတော့ကျွန်တော် application တစ်ခုခုဖန်တီးတော့မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာလာပြီးတော့prompt ထည့်ပေးရပေါ့နော် prompt ကကျတော့ဘယ်လိုပုံစံမျိုးလဲဆိုကိုသုံးချင်တဲ့ application ကဘယ်လိုပုံစံမျိုးလဲဘာတွေပါရမလဲ font ကဘယ်လို UI เนี่ยဘယ်လိုမျိုးတိုင်းမှာ prompt တွေအကုန်လာထည့်ပေးလို့ရတယ်ဒီအောက်မှာဆိုရှင်တော့သူကကိုဖန်တီးပြီးသား application လေးဆိုရှင်သူကဒီမှာလာပြမယ်ပေါ့နော် gallery ဆိုတာတော့တခြားသူတွေဖန်တီးထားတဲ့ဒီ application တွေကိုဒီမှာလာပြပေးမှာဖြစ်ပါတယ်ကိုကတကယ်လို့ idea တွေပိုင်းမရှိဘူးဆိုလို့ရှင်တော့ဒီမှာလာကြည့်လို့ရတယ်ပေါ့နော်ဘယ်လို application မျိုးတွေဖန်တီးရမလဲဆိုတာတော့ Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ application တစ်ခုဖန်တီးမှုမလုပ်ခင်မှာကျွန်တော်တို့က API key တစ်ခုလိုရပေါ့နော်ဒီနေရာမှာ API key အကြောင်းမပြောခင်ဒီ API ဆိုတာဘာလဲပေါ့ API ဆိုတာကကြတော့ကျွန်တော်တို့ဒီတစ်ခုခု project တစ်ခုလုပ်တဲ့အချိန်ကြာလို့ရှိရင်ကျွန်တော်တို့ကဒီ AI ရဲ့အုံနှောက်ကိုယူသုံးတယ်လို့ပဲပြောမှာပေါ့နော်အလွယ်ကူဆုံးပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့လိုတဲ့အချိန်မှာ AI ကိုခေါ်ပြီးတော့ခိုင်းလို့ရတဲ့ဟာပေါ့နော်ဒါကို API လို့ခေါ်ကျွန်တော်ဒါသုံးမယ်ဆိုရှင်ကျွန်တော် API key တစ်ခုလိုပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီအပေါ်နားလေးက create API key ဆိုတာလို့နှိပ်ပေးရမယ်ပေါ့နော် API key create လုပ်မှာဆိုတော့လေဆိုလို့ရှိရင်ကျွန်တော်ဒီမှာ API key ကိုနာမည်ပြန်ပေးလို့ရတယ်ကျွန်တော်ဒီတိုင်းပဲထားလိုက်မယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီ create project ကျွန်တော်မရှိသေးဘူးဆိုလို့ရှိရင်ကျွန်တော် create project ကိုနှိပ်ပေးလို့ရပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်ကိုဘယ်လိုပေးမလဲဆိုတော့ new app project ပေါ့နော်အဲ့တော့ကိုကြိုက်တဲ့နာမည်ပေးလို့ရပါတယ်ဒါဆိုကျွန်တော် project တစ်ခု create လုပ်မယ်နော်ဒါမျိုးနှစ်ခုလုံးစုံသွားပြီဆိုလို့ရှိရင်ကျွန်တော်က create key နှိပ်လို့ရပါပြီနော်Okay ဒီလိုမျိုး key လေးကြာလာတဲ့အချိန်ကျွန်တော်ဒါဒီပုံစံလေးပြမယ်ပေါ့နော်သူ API key အောက်မှာ project name project number solution ကျွန်တော်ဒါလေးကို copy ယူထားပြီးတော့နောက်လိုတဲ့အချိန်ပြန်သုံးလို့ရအောင်ပေါ့နော် notepad ထဲမှာဖြစ်ဖြစ်တခုမှတ်ထားပေးလို့ရတယ်ခင်ဗျ Okay ဒီမှာဆိုလို့ရှိရင်ကျွန်တော်က API key တစ်ခုထွက်လာပြီပေါ့နော်ဒီမှာကျွန်တော်လက်ရှိသုံးနေရတော့ free tier နဲ့သုံးနေရဆိုတော့ကျွန်တော်နောက်ပိုင်းဒီ publish တင်တာမျိုးတွေဒီ launch လုပ်တာမျိုးတွေ application ကိုကျွန်တော်ပြန်တင်မှာမျိုးတွေဆိုလို့ရှိရင်တော့သူကဒီ billing လုပ်ဖို့လိုတယ်ပတ်စံပေးရပါတော့ပြောမယ်ဆိုလို့ရှိရင်ပတ်စံထည့်ပေးလို့လောလောဆယ်တော့ကျွန်တော်မလိုသေးဘူးဆိုလို့ရှိရင်ခုနက application create လုပ်တဲ့နေရာကိုကျွန်တော်ပြန်ပြီးသွားပါမယ်ဒီနေရာလေးပေါ့နော်ဆိုတော့ဒီ application ဖန်တီးတဲ့နေရာမှာကိုယ့်ရဲ့စိတ်ကူးညံရှင်းရှိသလောက်ပေါ့နော်ကိုကြိုက်တဲ့ application ကိုနဲ့အသုံးဝင်မဲ့ application ကိုဖန်တီးလို့ရတယ်ကျွန်တော်ကတော့ဒီမှာနမူနာ app တစ်ခုဖန်တီးပြသွားမှာပေါ့နော်ကျွန်တော်ကပုံမှန်ဆိုလို့ရှိရင်လည်းဒီအားကစားရေးပါတယ်ပုံမှန်လုပ်လို့ရှိရပြီးတော့ဒီအစားအသောက်ကိုလည်းတော်တော်လေးဂယူးစိုက်တယ်ထဲမှာပါတယ်ပေါ့နော်အဲ့အတွက်ကျွန်တော်ကဒီတနေ့တာစားသောက်တဲ့ calorie တွေ carbohydrate protein ဓာမျိုးတွေကိုကျွန်တော်တွက်ချက်ပေးနိုင်မဲ့app တစ်ခုဖန်တီးကြည့်မယ်ပေါ့နော်ဒါတော့ကျွန်တော်လက်ရှိကိုယ်တိုင်လည်းနေ့စဉ်ဘဝမှာပို့ပြီးတော့အသုံးဝင်မဲ့ application တစ်ခုဖန်တီးကြည့်ရပေါ့ဒါဆိုလို့ရှိရင်ကျွန်တော်ကဒီ prompt ရေးမယ်ဆိုလို့ရှိရင်ကိုယ်တိုင်အများကြီးထိုင်မရေးတော့ဘူးကျွန်တော်ဘယ်လိုလုပ်လဲဆိုတော့ဒီ ChatGPT ကိုတွားလိုက်တယ် ChatGPT မှာကိုလိုချင်တဲ့
ကိုလိုချင်တဲ့ပုံစံပေါ့နော်ကိုလိုချင်တဲ့ application ပုံစံကိုပြောပြီးတော့သူ prompt ပြန်ထုတ်ခိုင်းလိုက်တယ်ပေါ့နော်ဒါမြန်မာလိုရှင်းလင်းပြောလိုက်တယ်ရပါတယ် ChatGPT မှာOkay ဒါဆိုလို့ရှိရင်ဒါကျွန်တော်ရေးခိုင်းထားတဲ့ prompt ပေါ့နော် prompt ပြည့်စုံကိုကျွန်တော် copy ယူလိုက်မယ် prompt ကို copy ယူပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဒီ prompt box လေးမှာလာပြီးတော့ paste လုပ်လိုက်အောင်ပဲပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်ရေးထားပြီးသား prompt လေးလာပြီးတော့ထည့်လိုက်အောင်ပဲပေါ့နော် Okay ဒီအပေါ်ကဒီ setting လေးတစ်ချက်ကြည့်အောင် setting မှာဘာတွေရှိမလဲဆိုလို့ရှိရင်ကျွန်တော်ဒီ model ရွေးလို့ရမယ် model ဘာ model နဲ့သုံးလဲပေါ့နော်သူရဲ့ default ပါတာကြတော့ဒီ Gemini 3.5 flash နဲ့ပေါ့နော်သုံးလို့ရမယ်တခြားနဲ့ flashlight တို့ flash preview တို့တခြားဒီ latest Gemini Pro သုံးလဲရမယ်ကျွန်တော်ကတော့ဒီမှာ send ထုတ်ကြည့်ရဆိုတော့ကျွန်တော် default နဲ့ပဲထုတ်ကြည့်မှာပေါ့နော်ပြီးတော့ဒီ framework ပေါ့ framework ကကြောင့်ဘာနဲ့ရေးမလဲပေါ့ဒါကတော့ကျွန်တော် React နဲ့ပဲရေးပါမယ်ပြီးတော့ဒီမှာinstruction ပါပေါ့နော် instruction ဆိုတာကျတော့သူကဘယ်လိုပြောရမလဲဆိုရင်ဒီ application ထဲမှာဘာတွေကဘယ်လိုဖြည့်ရမယ်ပေါ့နော်ဘယ်နေရာမှာဘယ်အချက်တွေပါရမယ်ဆိုတာကိုသူကတိတိကျကျသတ်မှတ်ပြီးတဲ့နေရာပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာinstruction ထည့်ပေးမယ်ပေါ့နော် Okay ဆိုတော့ဒီမှာပါမလဲဆိုလို့ရှိရင်မင်းက professional nutrition နဲ့ဒီ calorie tracking လုပ်ပေးတဲ့ assistant တယောက်ဖြစ်တယ်ပေါ့နော်ပြီးလို့ရှိရင်မင်းရဲ့အလုပ်ကကြတော့ဒီ calorie ကိုတိုင်းတာပေးရမယ် protein တွေ carbohydrate တွေ fat တွေဒီတိုင်းတာပေးရမယ်ပေါ့နော်ဘယ်ရလဲဆိုလို့ရှိရင်အခုရိုက်ထည့်လိုက်တယ်ဒီ user ရိုက်ထည့်လိုက်တယ်အစားအသောက်ကနေပြီးတော့ nutrient ကိုပေါ့နော်သူကတိုင်းတာပေးရမယ်ခံမှန်းကြည့်ပေါ့နော်တိုင်းတာပေးရမယ်ဒီအောက်မှာဆိုလို့ရှိရင်တော့ rules တွေပါမယ်ပေါ့နော်ဘယ်နေရာမှာဘယ်လိုမျိုးထားရမယ်ဆိုတဲ့ဟာတွေပါမယ်ပေါ့နော် Okay ဒါဆိုရှင်ဒါကို save လိုက်ပါမယ် Okay အားလုံးအဆင်သင့်ဖြစ်ပြီဆိုလို့ရှင်တော့ကျွန်တော်ဒီမှာbuild လုပ်လို့ရပြီဖြစ်ပါတယ်သူက application တစ်ခုလုံးကို build လုပ်တာဖြစ်တဲ့အတွက်အချိန်တော့နည်းနည်းလေးစောင့်ရပါပေါ့နော် Okay ဒီမှာဆိုလို့ရှိရင်သူကဒီ build လုပ်နေတော့မပြီးသေးဘူးပေါ့နော်လက်ရှိတော့ဒါပေမဲ့အခုကသူကဒီ UI ကိုကျွန်တော်လာပြပေးဘယ်လို UI မျိုးလိုချင်လဲပေါ့ဒီမှာဆိုလို့ရှိရင် clean ဖြစ်တာ minimal ဖြစ်တာလိုချင်လားနောက်တစ်ခုချိန်လိုက်မယ်ဒါကြောင့် natural tones တွေပေါ့နော်ဒီကိုလိုချင်တဲ့ UI ကိုသူကတစ်ဆင့်ပြန်ပြီးတော့ရွေးလို့ရတယ်တကယ်လို့ကိုကဒါကိုဥပမာဒါကိုကြိုက်တယ်ဆိုလို့ရှိရင်ဒီအပေါ်မှာ select this design ကိုရေးလိုက်အောင်ပဲပေါ့နော်ဟောမှာဆိုရှင် interface တွေအများကြီးရှိပါတယ်မျိုးလေးပေါ့နော်ဆိုတော့ဘာရွေးကောင်းမလဲဆိုဒီကောင်းလေးရွေးလိုက်ပါပေါ့နော် Okay အခုဆိုလို့ရှိရင်ကျွန်တော်တို့လုပ်ထားရပေါ့နော်ဒီ calorie tracker လေး application လေးရလာပြီပေါ့နော်ကြည့်လိုက်မယ်နော်ဒီအပေါ်ဆုံးမှာဆိုလို့ရှိရင်တော့သူကဒီမှာ dark mode light mode ပြောင်းလို့ရတဲ့ဟာမျိုးလေးရှိမယ်အောက်မှာဆိုလို့ရှိရင်တော့သူကအဓိကလုပ်ပေးမဲ့နေရပေါ့နော်သူကဒီ mail တွေကိုစားထားတဲ့ကိုစားခဲ့တဲ့အစားစာပေါ့နော်ကိုစားခဲ့တဲ့အစားစာတွေကိုကြတော့ဒီမှာထည့်ရိုက်ပေးလို့ရမယ်ဥပမာကိုဘာတွေစားထားခဲ့လဲအဲ့စားထားခဲ့တဲ့အစားစာရဲ့သူရဲ့ protein ပမာဏ carbohydrate fat ဒါတွေအကုန်လုံးကိုသူကဒီ nutrient တွေအကုန်လုံးသူကပြန်တွက်ချက်ပေးမှာပေါ့နော်ဥပမာကိုကcoffee တစ်ခွက်တောက်ခဲ့ရပါကိုစားခဲ့ဟာလေးကိုထည့်ရိုက်ပေးရမယ်coffee တစ်ခွက်တောက်ခဲ့ရပြီးလို့ရှိရင်the crown of ဒါဆိုလို့ရှိရင်ကြက်ရင်ပုံသား300 gram ပေါ့နော်စားပြီးလို့ရှိရင်ထမင်းပကံလုံးနဲ့တစ်လုံးစားရပေါ့နော်ပြီးရင်ကျွန်တော်one bottle ပေါ့နော်one bottle for Coca-Cola ပေါ့နော် Coca-Cola တပူတောင်းမယ်
ပြီးလို့ရှိရင်သူကဒါထိကြိုက်ပြီးပြီဆိုလို့ရှိရင်သူက analyze လုပ်လို့ရပြီပေါ့နော် analyze လုပ်ရမယ်ပြီးတော့ analyze လုပ်ပြီးလို့ရှိရင်အောက်မှာကဒီမှာ confirm ပေးရတဲ့နေရာပေါ့နော်အဲ့လိုပြောရမယ်ဆိုလို့ရှိရင် confirm လုပ်ပေးလို့ရတယ်ဒီမှာဆိုလို့ရှိရင် black coffee ဆိုလို့ရှိရင်တစ်ခွက်လားတစ်ခွက်နှစ်ခွက်ကိုကြိုက်လို့ရွေးလို့ရတယ်ပေါ့နော်ဒါနောက်ဆုံးအဆင့်အနေနဲ့ confirm လုပ်ပေးရတဲ့နေရာပေါ့နော်ဒီမှာ chicken breast မှာကြတော့ chicken breast မှာဒီမှာ150 gram ရှိမယ်fried rice မှာ150 gram ဒါသူကကိုမသေးချလို့ရှိရင်ဒီမှာပြန်ပြီးတော့ confirm ပြန်လုပ်လို့ရတယ်ပေါ့နော်ခုန fried rice မှာ1 bowl ဆိုလို့ရှိရင်ဒါကိုဒီနေရာမှာ1ထည့်ပေးလိုက်ရုံပဲတခုပကံလုံးနဲ့တစ်လုံးပေါ့နော်ဒီမှာ Coca-Cola ဆိုလို့ရှိရင်လည်းဘယ်လောက် gram လဲပြန်ထည့်ပေးလို့ရပါပေါ့နော်အတိအကျကိုဘူးလေးမှာတွားကြည့်ပြီးတော့ပြန်ထည့်ပေးလိုက်အောင်ပဲပေါ့နော်ပြီးလို့ရှိရင်ဒီမှာ complete AI analysis ကိုနှိပ်လိုက်အောင်ပါပဲဆိုလို့ရှိရင်ဒီမှာ result ထွက်လာမယ်ပေါ့နော်ဒီမှာကိုစားခဲ့တဲ့အစားအသောက်တွေကသူကဘယ်လိုပုံစံမျိုးလဲဆိုတော့သူကအမှတ်နဲ့ပြီးတယ်ဒီမှာဆိုလို့ရှိရင်တော့100ရတယ်ပေါ့နော်ဆိုတော့ protein လည်းများတယ်carbohydrate လည်းအသင့်တင်ရှိရ fat လည်းအသင့်တင်ရှိရဆိုတော့သူကဒါကိုကောင်းတဲ့ဟင်းစားတော့ပုံလို့သူသတ်မှတ်တယ်ပေါ့နော်ကယ်လိုရီဆိုလို့ရှိရင်သူက940ကယ်လိုရီဝန်းကျင်ရှိမယ် protein ဆိုရင်62 gram လောက်ရှိမယ်carbohydrate ဆိုလည်း62 gram လောက်ရှိမယ် fat ကတော့22ရှိမယ် fiber က2.9 ပေါ့နော်လောက်ရှိမယ်ဒီမှာဆိုလို့ရှိရင်သူက AI နဲ့ဒီ advice အကြံဉာဏ်ပြန်ပြီးတော့ထုတ်ပေးတာမျိုးအောင်လုပ်ပေးထားပါတော့တော်တော်လေးပြည့်စုံတယ်လို့ပြောလို့ရတယ်ဒီမှာဆိုလို့ရှိရင်ဒီအစားအသောက်တွေကဘာလဲဆိုလို့ရှိရင်lean muscle group ပေါ့နော်သူ muscle ကြီးထွားဖို့အတွက်အထောက်အကူပြုတယ်ဒီမှာဆိုလို့ရှိရင်ဒီ nutrient တွေကဒီ amino acid ကျွဲဝတဲ့ energy clean energy ဖြစ်တယ်ပြီးလို့ရှိရင် fiber တွေပါတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းသူ့ရဲ့ progress တွေပြန်ကြည့်လို့ရပါတယ်protein ဘယ်လောက်စားထားတယ် carbohydrate fat ဒီအောက်မှာဆိုလို့ရှိရင် detail ပေါ့နော်သူ့ရဲ့ detail black coffee ဆိုလို့ရှိရင်ဒီတစ်ခွက်မှာ calorie က2 protein ကတလောက်ပါတယ်ကျန်တဲ့ဟာရမပါဘူးဒါမျိုးပဲပေါ့နော်မျိုးလေးပြန်ကြည့်လို့ရပါတယ်ဒါကတော့အတိအကျပြန်ပြီးတော့ဖော်ပြပေးထားတာပေါ့နော်ဒီမှာဆိုလို့ရှိရင်ကိုစားထားတဲ့ဟာကိုသူက report ပြန်ပြီးတော့တင်ပေး report မှတ်ထားလို့ရပါပေါ့တနေ့တာစားတော့တဲ့ဟာမှာ PDF file ပဲပြန်လုပ်ထားပဲဖြစ်ဖြစ်ဒါမဟုတ်လို့ရှိရင်ဒီ notepad ထဲမှာပဲပြန်ပြီးတော့ထည့်ထားပဲဖြစ်ဖြစ်ပေါ့နော်တော့ copy လုပ်ပြီးတော့ဒါကိုပြန်ပြီးတော့တင်ထားလို့ရပါပေါ့နော်ဒီအောက်ဆုံးမှာဆိုလို့ရှိရင်တော့သူကဒီနောက်လုပ်ခဲ့တဲ့ဟာပေါ့နော် resumes history ဆိုတာကဒီ history ကိုရှာခဲ့တဲ့ဟာလုပ်ခဲ့တဲ့ဟာ history ကိုသူကပြန်ပြီးတော့မှတ်ပေးထားဖြစ်ပါတယ်ဒါတော့ဒီ application အသုံးပြုပုံပေါ့နော်သူ function လေးဖြစ်ပါတယ် okay ဒီအပေါ်မှာဆိုလို့ရှိရင်ကျတော့သူကဒီရေးထားတဲ့ code ပေါ့နော်သူ AI ကဘယ် code တွေကိုအသုံးပြုရေးထားလဲဆိုတာဒါပြန်ပြီးတော့ကြည့်လို့ရတယ်ဒါ programmer ဆိုတော့ပိုသိမယ်ပေါ့နော်ပုံမှန်လူဆိုလို့ရှိရင်တော့ဒါတွေတော့နားလည်မှာမဟုတ်ပါဘူးဒီမှာမှဆိုလို့ရှိရင်ကျတော့သူကဒီ device preview ပေါ့ device preview ဆိုတာဘာကိုပြောရလဲဆိုလို့ရှိရင်ဒီ computer မှာဆိုလို့ရှိရင်ဘယ်လိုပေါ်မလဲ tablet မှာဆိုဘယ်လိုပေါ်မလဲ mobile မှာဆိုဘယ်လိုပေါ်မလဲဥပမာဒီ mobile မှာဆိုလို့ရှိရင်ဒီ application ကဘယ်လိုပေါ်နေမလဲဆိုကြည့်ချင်လို့ရှိရင်ဒီ mobile ကိုနှိပ်ပေးလိုက်ပါတော့ဆိုရှင်ကျွန်တော်ဖုန်းနေထဲမှာဒီ application ကိုပြန်သုံးမယ်ဆိုလို့ရှိရင်ဒီလိုပုံစံမျိုးလေးပေါ်နေမှာဖြစ်တယ်ပေါ့နော်ဆိုရင် tablet မှာဆိုလို့ရှိရင်เนาะဒီပုံစံလေးပေါ်နေမယ်ပြီးတော့ကိုကဒါကိုဒီ screen အပြည့်နဲ့သုံးချင်တယ်ဆိုလို့ရှိရင်တော့အပေါ်မှာဒီ full screen ကိုနှိပ်ပေးလိုက်လို့ရတယ်เนาะ full screen ဆိုလို့ရှိရင်တော့သူကအပြည့်အားရပါရပဲသုံးလို့ရတယ်ပေါ့နော်ဟောဆိုလို့ရှိရင်ပြီးတော့ဒီအပေါ်ကအကောင်လေးကျတော့ဒီမှာ share ရှိမယ်ပေါ့နော် share မှာကျတော့ဘာတွေရှိမလဲဆိုလို့ရှိရင်သူကဒီကိုရေးထားတဲ့ application ကိုကိုယ့်ရဲ့တငယ်ချင်းတွေမိတ်ဆွေတွေကိုပြချင်တာဆိုလို့ရှိရင်သူကဒီ share လေးနဲ့ပြန်ပြီးတော့ပြပေးလို့ရတယ်ဒီ share မှာဆိုလို့ရှိရင်
ဒီ copy link နှိပ်ပေးလိုက်ပေါ့နော် copy link နှိပ်ပေးပြီးလို့ရှိရင်ဒီ copy link မနှိပ်ခင်မှာဒီအပေါ်ကဟာလေးကို public လုပ်ထားပေးပေါ့နော် public လုပ်ထားပေးပြီးလို့ရှိရင်ဒီ copy link ကိုနှိပ်ပြီးတော့ဒီ Facebook တို့ Messenger တို့ Gmail တို့ဒီကြိုက်တဲ့နေရာနေပြီးတော့ copy link ချပြီးတော့ဒါကိုပြန်ပြီးတော့အသုံးပြုခိုင်းလို့ရပါတယ်ဒီမှာဆိုလို့ရှိရင်တော့သူက publish ပေါ့နော် publish ပြန်ပြီးတော့တင်လာinternet ပေါ်ဒီ application ကိုပြန်ပြီးတော့တင်လို့ရတယ်ပေါ့နော်ဒီဘက်မှာဆိုလို့ရှိရင်တော့သူကဒီ version ပေါ့နော် version ဆိုတာကြတော့ပုံမှန်ကျွန်တော်တို့အခုဆိုလို့ရှိရင်ကျွန်တော်ဒီ prompt တစ်ခါတည်းနဲ့ထုတ်ထားတာပေါ့နော်ဒါပေမဲ့အောက်မှာလိုမျိုးကျွန်တော်ပြန်ပြင်တာတွေပါတယ်ဆိုလို့ရှိရင်သူက version နောက်တစ်မျိုးထပ်ဖြစ်သွားတယ်အသစ် version ပေါ့နော်ဥပမာဒီခလုတ်တွေပါတယ်ပြန်ထပ်ပြီးတော့ထည့်ချင်တာမျိုးကိုထည့်တာမျိုးဖြုတ်တာတွေပါတယ်လုပ်တယ်ဆိုလို့ရှိရင်သူက version နောက်တစ်မျိုးထပ်ပြောင်းသွားပါပေါ့နော်ဒီ app version ကိုလည်းသူကရွေးလို့ရပါတယ်ဒီဘက်မှာဆိုလို့ရှိရင်တော့သူကintegrations ကဘယ်လိုသဘောမျိုးလဲဆိုတော့သူကဒီမှာဆိုလို့ရှိရင်တခြားနေပါမယ်ပေါ့နော် Google Drive တို့ Google Sheets တို့ဒီကောင်တွေနဲ့သွားပြီးတော့ချိတ်ဆက်အသုံးပြုလို့ရတယ်ပေါ့နော်ဒီ integration မှာဟိုမှာဒီ Google Drive ဆိုလို့ရှိရင်သူ Google Drive ထဲကဒီအချက်အလက်တွေပုံစံဒီအချက်လက် data တွေကိုဒီထဲမှာပြန်ပြီးတော့ထည့်သုံးလို့ရတဲ့ဟာမျိုးတွေSheets ဆိုလို့ရှိရင်လည်း Google Sheets ထဲကdata တွေကိုပြန်ထည့်သုံးလို့ရတဲ့ဟာမျိုးတွေပေါ့နော်ဒါမျိုးလေးရှိပါတယ်Okay အခုဆိုလို့ရှိရင်တော့ကျွန်တော်ကဒီ Google AI Studio ကိုအသုံးပြုပြီးတော့ကိုလိုချင်တဲ့ဒီ application တခုကိုကိုယ်တိုင်ဖန်တီးပြပြီးတော့ဒီ tutorial video လေးပြန်လည်မျှဝေပေးတာပဲဖြစ်ပါတယ်အခုကျွန်တော်ဖန်တီးထားတဲ့ application ကိုလည်းကျွန်တော်စမ်းသုံးကြည့်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ description မှာ link ချပေးထားမယ်ပေါ့နော်အဲဒီကနေဝင်ပြီးတော့ကျွန်တော်စမ်းကြည့်လို့ရပါတယ်ပြီးရင် comment မှာလည်းမသိတာရှိလို့ရှိရင်ကျွန်တော်မေးထားလို့ရပါတယ်နော်ဆိုတော့ဒီနေ့ဗီဒီယိုမှာတော့ဒီလောက်ပါပဲကျွန်တော်နောက်ဗီဒီယိုတွေမှာဆိုလို့ရှိရင်လည်းကျွန်တော်အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့ထပ်ပြီးတွေ့ကြပါမယ်အားလုံးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်